ချို့လူတွေကကလေးဘွားဆိုတာပျော်ရွှင်မှုတွေနဲ့ပြည့်နေတဲ့အချိန်လို့ထင်ကြပါတယ်။ဒါပေမဲ့အချို့ကလေးတွေအတွက်ကတော့ကလေးဘွားဟာစိတ်ဒဏ်ရာတွေအမှောင်ဘက်တွေနဲ့အထီးကျန်မှုတွေနဲ့ပြည့်နေတတ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့လူတော်တော်များများကိုစိတ်ထဲမှာအကြာကြီးကြံနေစေခဲ့တဲ့ psychological manga တစ်ခုဖြစ်တဲ့ Good Night ပုံရဲ့ဇာတ်လမ်းကိုအားလုံးကိုကြည့်ပေးတဲ့အတိုင်း recap လုပ်ပေးသွားပါမယ်။ဒီဇာတ်လမ်းကတာမန် manga တစ်ခုမဟုတ်ပါဘူး။ကလေးတယောက်ရဲ့ innocent ဘွားကနေစပြီးအချစ်စိတ်ဒဏ်ရာမိသားစုပြဿနာတွေကြမှာဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုအရင် realistic နဲ့တက်ဆက်ဆန်ပြထားတဲ့ story တစ်ခုပါဒီ manga ရဲ့ main character ကတော့ပုံပုံဆိုတဲ့ကလေးတယောက်ပါသူ့ဘဝအဆမှာပုံမှန်ကလေးလိုပဲစတင်လာခဲ့ပြီးမြဲအချိန်ကြာတဲ့မျှသူ့ဘဝကမမျှော်လင့်ထားပဲအမောင်းဘက်ထဲကိုဝင်သွားပါတော့တယ်ဒါကပုံပုံရဲ့ဇလန်အချင်းချုပ်ပါဗီဒီယိုလေးမစတင်ခင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်ပေးသွားခဲ့ပါဦးဇလန်လေးရဲ့အစမှာတော့အဲ့ဒီနေ့မှာပုံပုံလေးကစိတ်တဲ့အရန်ကြပြီးကြောင်းမသွားကျင်လာအောင်ဖြစ်နေခဲ့ပါတယ်အကြောင်းရင်းကတော့အတန်းထဲမှာနာမည်ကြီးတဲ့မိန်းကလေးမီယိုကအခြားအကြောင်းကိုပြောင်းသွားတဲ့အကြောင်းဖြစ်ပါတယ်။မီယိုကလည်းဒီမှာလူတိုင်းရဲ့အတူရှိခဲ့တဲ့အချိန်တွေကိုငါဘယ်တော့မှမေ့မှာမဟုတ်ဘူးလေပြောသွားခဲ့ပါတယ်။ဒီဖန်တယ်ကိုကြည့်ရလောက်တော့ပုံပုံကမီယိုကို secret crack လုပ်ထားပါတယ်။မီယိုကအကြောင်းပြောင်းသွားတာကြောင့်ပုံပုံကစိတ်တဲ့အရန်ကျသွားတာပါ။အဲဒါကြောင့်ပဲကြောင်းမသွားကျင်တာဖြစ်ပါတယ်။ဒုတိယဖန်တယ်ရဲ့အစမှာတော့ဆရာနဲ့အတန်းသားတွေကလက်ခုပ်ဝိုင်းတီးပြီးနှုတ်ဆက်နေကြပါတယ်။ဘုတ်ပေါ်မှာလည်းကိုပိုင်မီယိုလိုရေးထားပါတယ်။ဆိုလိုတာကမီယိုကဒီကြောင်းကနေအခြားကြောင်းကိုပြောင်းတော့မယ်ဆိုတဲ့သဘောပါအလဲဖန်တယ်မှာတော့ပုံပုံနဲ့မီယိုအကြောင်းအမှတ်တရတွေကလွန်ခဲ့တဲ့တစ်နှစ်လောက်ကစတင်ခဲ့တာပါအဲဒီအမှတ်တရတွေကကျောင်းနောက်ဘက်မှာစတင်ခဲ့တာပါအဲဒီနေ့ကျောင်းနောက်ဘက်မှာမီယိုကယိုရှိကာဝါရဲ့ပါဇက်တွေကိုကြောက်ဆွေခဲ့တွေထည့်နေတဲ့အချိန်ပုံပုံကတည်သွားခဲ့တာပါအတိပ္ပယ်ကယိုရှိကာဝါကအတန်းထဲမှာအမြဲနိုင်ကျင့်ခံရတဲ့ကလေးပါမီယိုကသူ့ကိုအနိုင်ကျင့်နေတဲ့စင်ကိုပြထားတာပါဒီနေရာကပုံပုံစတိုရီရဲ့ဓာတ်ဆိုင်ကိုစတင်ပြတဲ့ဘန်တွေဖြစ်ပါတယ်အဲနောက်မီယိုကပုံပုံဘက်ကိုလှည့်လာပြီးဒီကိစ္စကိုငါတို့နှစ်ယောက်ကြားမှာပဲ secret အနေနဲ့ထားကြမယ်နော်သူမကယိုရှိကာဝါကိုအနိုင်ကျင့်နေတာကိုပုံပုံကိုဘယ်သူမှရှောင်မပြောဖို့ secret လောက်ခိုင်းနေတာပါပုံပုံမှာလည်းမျက်နှာနီးရဲပြီးအရန်ရှက်နေခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ပုံကမီယိုကိုအဲ့အချိန်မှာ crack နေခဲ့တာဟုတ်ဒီတစ်ခါကပဲသူတို့နှစ်ယောက်ပထမဆုံးစကားစပြောခဲ့တဲ့အချိန်ဖြစ်ပြီးအဲ့နောက်ပုံကမီယိုကိုသဘောကျဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်ပုံကမီယိုနဲ့စကားတစ်ခါတည်းပြောခဲ့ပေမဲ့လည်းသဘောကျသွားခဲ့ပါတယ်နောက်တဲ့စာမျက်နှာမှာတော့အတန်းဖော်ရီကမီယိုမရှိတဲ့တင်းနာနေရဒီတော့ပြင်းရကောင်းမယ်လို့မထင်တာကြောင့်နေပြောနေခဲ့ပါတယ်အဲ့ဒီအချိန်မှာအချို့ကလေးတွေကလည်းဆက်လုပ်တဲ့အကြောင်းတွေပြောနေကြပါတယ်ထို့အချိန်မှာမျက်မှန်တဲ့ကောင်လေးကဟေးမင်းတို့ကောင်ကြီးဆက်ဆိုတာဘာလဲသိလားလို့မေးလိုက်ပါတယ်တခြားကလေးတွေကတော့ဘာလဲဆက်ဆိုတာဘာလဲဆိုပြီးမသိလို့ပြန်မေးကြပါတယ်ဒါကကလေးတွေရဲ့လူပြိုပေါ်အပြိုပေါ်အစမှာစစုကျင်စိတ်ဖြစ်ပေါ်စေတဲ့အခိုက်အတန့်ကိုပြထားတာပါရှူတူတူပြောပါဟာโอเคဒင်းဆက်ဆက်နေဆိုတာဘာလဲဆိုတာမင်းတို့ငါမပြောပြဘူးမင်းရောသိလားပုံဒါပေမဲ့စကားမဆုံးခင်ပါပဲပုံလေးကနည်းလန့်ပြီးနားမလည်ဖြစ်နေခဲ့ပါတယ်ပုံကအဲ့ဒီစကားတွေကိုကြားပြီးနည်းနည်းရှက်လဲရှက်တယ်လို့ကြောက်လဲကြောက်နေခဲ့ပါတယ်အဲ့ဒါကြောက်စရာမဟုတ်ပါဘူးထိုအချိန်မှာဆရာကပြန်ရောက်လာခဲ့ပြီးကဲကိုယ့်နေရာကိုထိုင်ကြအားလုံးသိကြတဲ့အတိုင်းမီယိုအိုတာကပြီးခဲ့တဲ့အပတ်ကကြောင်းပြောင်းသွားခဲ့ပါတယ်ဒါပေမဲ့အခုငါတို့အတန်းမှာကျောင်းသားအစ်တစ်ယောက်ရှိနေပါပြီဆရာကကျောင်းသားအစ်ကိုမိတ်ဆက်ပေးပါတယ်ကလေးမလေးပုံကိုကြည့်ရတာတိတ်နေတတ်တယ်နည်းနည်းရှက်နေတဲ့ပုံစံရှိနေပါတယ်ဒါပေမဲ့ပုံရဲ့ဘဝမှာအရေးကြီးဆုံးကာရီတာဖြစ်လာမယ်တူပါကလေးမလေးကသူ့ကိုယ်သူမိတ်ဆက်ပါတယ်ကျမနာမည်ကအိုင်ခိုသားနာကပါပြီးတော့ကျမကနာရီမကနေဒီကိုပြောင်းလာတာပါဒီအခိုက်အတန့်ကပုံစတိုရီရဲ့အရေးကြီးဆုံးအခိုက်အတန့်တစ်ခုပါဘာကြောင့်လဲဆိုတော့အိုင်ခိုသားနာကပုံဘဝမှာပထမဆုံးအချစ်စစ်အကြီးဆုံး trauma တွေနဲ့ story ရဲ့အဓိကကြေခဲစရာတွေဖြစ်လာမယ်သူပါပုံ story တစ်ခုလုံးကလည်းအိုင်ကိုနဲ့ပတ်သက်တဲ့ relationship ပေါ်မှာအများကြီး report လုပ်ထားတာပါမြင်ချင်းအချက်ဒါကပုံအိုနိုဒါရဲ့ကအိုင်ကိုသားနာကကိုပထမဆုံးမြင်တာနဲ့ crack ဖြစ်သွားတာကိုပြောချင်တာပါနောက်ဖန်ထဲမှာဆရာကရေပြီးနောက်တာပါပြီးတော့အခုကျောင်းသားသိရှိလာပြီဆိုတော့ဆရာကအတန်းသားတွေကို assignment ပေးပါတယ်မင်းတို့အိမ်မက်ကြောင်း essay တစ်ပုဒ်ရေးကြပါအဲ့ဒီ essay ကအိုင်ကိုကိုမိတ်ဆက်ဖို့အတွက်လည်းဖြစ်တယ်ပြီးတော့ဆရာကပထမကာလမှာစာမိုးပဲလက်စစ်ရမယ်လို့ပြောပါတယ်အိမ်မက်တွေကပိုကြီးလေပိုးကောင်းလေးပဲလူတိုင်းကြီးလာရင်ဘာလို့ရမလဲဆိုတဲ့ရည်ရွယ်ချက်တစ်ခုတော့ရှိကြတယ်မဟုတ်လားပြီးတော့အိမ်မက်ဆိုတာကြီးလာရင်ဘာဖြစ်ချင်လဲဆိုတာတခုတည်းမဟုတ်ဘူးနော်ဘာလို့လဲသိလားအိမ်မက်တွေအခမဲ့ပဲလေဒါပေမဲ့ကိုယ့်ရဲ့စွမ်းဆောင်ရည်ကန့်သက်ချက်နဲ့ငွေကြေးအခြေအနေတွေကိုသိထားတာကပိုရေးကြီးတယ်မဟုတ်ရင်ကြီးလာတဲ့အချိန်မှာအရန်ခက်ခဲပြီးနာကျင်ရတဲ့ဘဝကိုကြုံတွေ့ရလိမ့်မယ်ပြောချင်တဲ့အဓိပ္ပာယ်ကတော့တင်းရဲ့အိမ်မက်တွေကကြီးကြီးမားရှိလို့ရတယ်ဒါပေမဲ့လက်တွေ့ဘဝမှာပတ်စံနဲ့ကိုယ့်ရဲ့ဆွဲဆောင်ရည်တွေကိုလည်းတီးထားရမယ်ဆိုတဲ့သဘောပါ။ကျောင်းဆင်းရင်ရောက်တော့ကလေးတွေကလော်ကာတွေထဲမှာပစ္စည်းတွေကိုထည့်နေတာတွေ့ရပါတယ်။ပြီးတော့ကျောင်းဆင်းမိမုံအိမ်ပြန်ဖို့ပြင်နေကြပါတယ်။ဒီလိုနဲ့အိုင်ကိုလေးကအိမ်ပြန်လမ်းလျှောက်နေတာကိုပုံလေးကတော့တိတ်လေးနောက်ကနေလိုက်ကြည့်နေပါတယ်။ဒါက crash ရှိတဲ့ကလေးတယောက်ရဲ့ adward behavior ဖြစ်ပါတယ်။သူစကားမပြောရဘူး။ဒါကြောင့်နောက်ကနေလိုက်ကြည့်နေရပါ
ဒါပေမဲ့ချက်ချင်းပဲသတိထားမိသွားတာကြောင့်နောက်ပြန်လှည့်ပြီးဟေးဘာလို့ကျမနောက်ကနေအမြဲလိုက်နေတာလဲအိုင်ကိုကပုံနောက်ကလိုက်နေတာကိုသတိထားမိသွားပါပြီအိုင်ကိုကချက်ချင်းရဲတိုင်းပဲပြောပြီးခဏအကြာမှာတော့ sorry ငါနောက်တာပါပြီးတော့နင်ကငါတို့တန်းနေရမဟုတ်လားဆိုလိုတာကတော့အိုင်ကိုကပုံကိုတီးပြီးသားပါပုံကတော့ရှက်သွားပြီးသူဘာမှမပြောဘဲညှိသွားပါတယ်အကြောင်းကတော့ပုံကအစကတည်းကရှက်တတ်တာဦးမင်းကဒီလန်းကနေအိမ်ပြန်လာလားပြီးတော့အတူတူလျှောက်ပြီးပြန်မလားလို့မေးလိုက်ပါတယ်ဒီအခိုက်အတွက်ကပုံအတွက်တော့အိမ်မက်တစ်ခုလိုပါပဲပုံကအိုင်ကိုမာနာကြီးရဲ့မိန်းကလေးမဟုတ်ဘူးလို့ခံစားသွားသိပါတယ်ဒီလိုနဲ့လမ်းလျှောက်လာရင်အိုင်ကိုလေးကပဲအရင်စပြီးစကားဆပြောပါတယ်မင်းအသေးတွေရေးပြီးလားငါကတော့ချက်ချင်းပဲရေးလိုက်တာပြီးသွားပြီလွယ်ပါတယ်ငါအနာဂတ်မှာဘာဖြစ်မလဲဆိုတာကြိုသိပြီးသားပါတရုပ်ဆောင်လုပ်မယ်အဆိုတော်လုပ်မယ်ဒါမှမဟုတ်ရင်မော်ဒယ်လုပ်မယ်ဆိုပြီးအိုင်ကိုလေးကသူ့ရဲ့အနာဂတ်အိမ်မက်အကြောင်းတွေကိုပုံကိုပြပြနေပါတယ်ပုံရဲ့စိတ်ထဲမှာတော့အရန်နှူးညံ့တဲ့အနှံလေးတစ်ခုကိုခံစားနေရပါတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ပုံကအိုင်ကိုနားမှာရှိရင် special feeling ရတယ်ဆိုတာကိုပြတာပါဆိုလိုချင်တဲ့အဓိပ္ပာယ်ကနားလည်အောင်ရှင်းပြရတယ်ကျွန်တော်တို့ကြောင်းတက်စင်ကအိမ်ပြန်လမ်းမှာကိုသဘောကျတဲ့ခရက်လေးနဲ့အိမ်လူပြန်တဲ့အချိန်မှာခရက်လေးစီရတဲ့ရီမွေးနဲ့ဒါမှမဟုတ်ကိုသင်းနဲ့ကိုဆိုလိုချင်တာအဲ့ဒီသဘောပါဒီလိုနဲ့လမ်းလျှောက်လာရင်အိုင်ကိုကသူမရဲ့အမြင်ကိုရုတ်တရက်ထားပြောပါတယ်နှစ်နေငယ်အတွင်းမှာစီရီကုန်သွားမယ်ပတ်ဝန်းကျင်လည်းပြည့်စည်သွားမယ်ဒါကြောင့်လူတွေကခဘာပေါ်မှာနေနေတော့မှာမဟုတ်ဘူးအိုင်ကိုကဆက်ပြီးပြောပါတယ်ဒါကြောင့်လူတွေကအခြားဂျိုတွေမှာသွားနေဖို့လိုလာလိမ့်မယ်မဟုတ်ရင်လူသားမျိုးနဲ့ပဲပျောက်ကွယ်သွားလိမ့်မယ်အဲ့ဒါကိုမင်းသိတယ်မလားလို့ပုံကိုမေးပါတယ်နောက်ဆုံးဖန်ထဲမှာတော့ပုံကအိုင်ကိုပြောတဲ့စကားတွေကိုနားမလည်တော့တာကြောင့်ဘာပြန်ပြောရမှမသိဖြစ်သွားခဲ့ပါတယ်အိုင်ကိုကပုံကိုအနာဂတ်အကြောင်းတွေပြောပြနေပါတယ်ငါတို့ဖေတွေကဘယ်လိုအသက်ရှင်ရမလဲဆိုတာစူးစမ်းစဉ်းစားနေကြတယ်ဒါပေမဲ့သူမထင်တာကလူတွေကတစ်ချိန်မှာပျောက်ကွယ်သွားမှာကိုမလုပ်ကင်းနိုင်ဘူးအိုင်ကိုပြောချင်တာကအနာဂတ်ကမသေးကြဘူးလူတွေကတနေ့သေးရမှာပဲဆိုတဲ့သဘောပါဒါကြောင့်အိုင်ကိုက10ကျော်သက်အရွယ်ရောက်ရင်ပတ်စံနေအများကြီးရှာပြီးအသက်20ကျော်မှာအကုန်သုံးပြမယ်လို့ပြောပါတယ်အဓိပ္ပာယ်ကတော့ရှင်းပါတယ်အနာဂတ်ကမသေးကြလို့လက်ရှိကိုပဲအသက်ရှင်မယ်ဆိုတဲ့ mindset ပါပြောပြီးချိန်မှာတော့ဒီနေရာမှာပဲနှုတ်ဆက်ရတော့မယ်နတ်ပြန်မှာပြန်တွေ့မယ်လို့ပြောပြီးလက်လွတ်ပြပါတယ် background detail ကိုကြည့်ရတော့အနောက်ကအဆောက်အုံတွေမှာ Cosmo Hair Clinic ဆိုတဲ့ sign တွေရှိနေပါတယ်။ဒီနေ့ဘောက်ကလူတွေကတော့ sexy လို့အော်နေကြပါတယ်။ဒါကမန်ဂါရဲ့ style တစ်ခုပါ။ကလေးတွေက innocent conversation တွေပြောနေတဲ့အချိန်အနောက်ကတော့လိမ်ပိုင်းဆိုင်ရာ POV တွေဖြစ်နေတာကိုပြောချင်တဲ့သဘောပါ။အောက်ဘက်ဖန်တွေကိုနားလည်အောင်ပြန်ရှင်းပြရင် Cosmo Hair Clinic ဆိုတာပါလေ။ Cosmo Hair Clinic ဆိုတာမန်ဂါထဲမှာလူကြီးစေတန်းလိမ်ပိုင်းဆိုင်ရာလူမျိုးနေရာတွေကိုညင်ညမ်းထအောင်လုပ်ပြီးရေးထားတဲ့အဆောက်အုံတွေကိုပြောတာပါ။ real life မှာတော့ healthy clinic ဆိုတာကျန်းမာရေးဆေးခန်းပါဒါမဲ့ဒီမန်ကမှာတော့ adult sexual တင်းတွေကအော်ဒါရေးထားတာပါမြန်မာလိုပြောပြရရင်တော့ညငက်တွေနေတဲ့နေရာကိုပြောတာပါပြတင်းပေါက်တွေကလူတွေက sexy လို့အော်ဒါကြတော့ပြတင်းပေါက်တွေကလူတွေကလိမ်ပိုင်းဆိုင်ရာဟာတာလူကြီးပြုမှုတွေကိုပြနေရဆင်းဖြစ်ပါတယ်သူတို့ကအိုင်ကိုနောက်ပြောင်နေရမျိုး sexy လို့အော်နေရပါအီနီယိုအာဆာနိုကဒီလိုစင်းတွေကို innocent child war vest မစဲ adult war contract ပြဖို့အတွက်သုံးတာပါအိုင်ဟိုတနာကပြောတဲ့စကားတွေကြောင့်ပုံကအရင်အံ့ဩနေခဲ့ပါတယ်။ပုံကနိုင်မဆိုတဲ့နေရာကိုမရောက်ဘူးပါဘူး။ဒါကြောင့်အိုင်ကိုနေတဲ့မြို့ကအရန်ထူးဆန်းပြီးအံ့ဩဖို့ကောင်းပါပဲလို့စိတ်ကူးရနေရပါ။ဒီနေရာမှာပုံကအိုင်ကိုလေးစားတဲ့ feeling ရှိနေပါတယ်။ပုံကအိုင်ကိုကြောင့်ကိုစဉ်းစားလို့ပြန်လဲမတွေးတော့ပါဘူး။ဒါကြောင့်ကလေးတယောက်လိုမျက်ရည်ကျမလို့ဖြစ်သွားပါတယ်။ဒါမဲ့သူမုံအောင်ထိန်းထားပါတယ်။ဒီဆင်းရပုံရဲ့ glory အသင်းကိုစတင်ပြတဲ့အခိုက်အတန့်ဖြစ်ပါတယ်။သူစဉ်းစားတာငါကြီးလာရင်ဘယ်လိုလူဖြစ်မလဲဆိုတာပါ။ပုံရမှပုံပပပုံမမပုံဆိုတဲ့ name plate တွေကိုတွေ့ရပါတယ်။ဒါပုံရဲ့ family အိမ်ဖြစ်ပါတယ်။ TV မှာတော့ basketball match commentary အတန်ကြီးကြားနေရပါတယ်။ဒါက order က normal everyday life atmosphere ကိုပြဖို့တက်ထည့်ရတာပါ။ကဲဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲ။ဇလန်းလေးကိုအချင်းချုပ်ပြန်ပြောပြရင်စစချင်းမှာပုံလေးကကြောင်းမသွားခြင်းပါဘူး။အကြောင်းရတော့သူ့ရဲ့ပထမဆုံးခက်လေးကကြောင်းပြောင်းသွားတာကြောင့်ပါ။ဒီလိုနဲ့ပုံတို့ရဲ့အတန်လေးကိုအကြောင်းသူသေးလေးပြောင်းလာပါတယ်။သူမနာမည်ကအိုင်ကိုတနာခါပါ။သူမနောက်ပိုင်းမှာပုံအတွက်အရေးကြီးတဲ့ကာရီတာဖြစ်လာမှာပါဒီလိုနဲ့အကြောင်းစစ်ရှင်ရောက်တော့အိုင်ကိုနဲ့ယဉ်ကျေးမှုကိုရရှိခဲ့ပြီးတူအိမ်ပြန်လာခဲ့ပါတယ်အိမ်ပြန်လမ်းမှာလည်းအနာဂတ်အိမ်မက်အကြောင်းတွေပြောလာခဲ့သေးပါတယ်ဒီလိုနဲ့အိုင်ကိုနေတဲ့နာရီမကိုရောက်တော့အိုင်ကိုကပုံကိုနှုတ်ဆက်ပြီးအိမ်ပြန်လာခဲ့ပါတယ်ဒါကတော့ခုနိုင်ပုံမန်းကရဲ့အပိုင်း1လေးပါအပိုင်း2လေးမှာပုံရဲ့မိသားစုနဲ့မိသားစုပြဿနာတွေကိုစတင်ချပြတာကြောင့်စိတ်ဝင်စားဖို့ကောင်းပါတယ်ဗီဒီယိုရဲ့နောက်ပိုင်းမှာငှက်တန်လေးပါသွားတဲ့အကြောင်းတောင်းပန်ပါတယ်ဒါမနက်ပိုင်း record လုပ်ရတာကြောင့်ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုချမ်းနေတဲ့တော့ like and subscribe လုပ်ပြီးသွားခဲ့ပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye